Hello အားလုံးပဲမင်္ဂလာပါ Oliver ရဲ့ page I'm Oliver blog ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ Oliver ဒီနိုင်ငံခြားကိုပေါ့နော်နိုင်ငံခြားကိုရအောင်ဘယ်လိုတွေစူးစမ်းခဲ့လဲဘယ်လိုတွေ plan ခဲ့လဲဘယ်လောက်ကနေဘယ်နှခုနှစ်ကနေစပြီးတော့စူးစမ်းခဲ့တယ်ဘယ်နှခုနှစ်မှာဒီကိုရောက်ခဲ့တယ်ဆိုတာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲ Oliver နဲ့အတူတူစောင့်မျှော်ကြည့်ရှုပေးကြပါနံပါတ်1အနေနဲ့စပြောရမယ်ဆိုရင်တော့ Oliver ဘယ်လိုမျိုးစပြီးတော့နိုင်ငံခြားသွားဖို့ plan ခဲ့တာလဲပေါ့ Oliver နိုင်ငံခြားသွားဖို့အတွက်ကိုအမြဲတမ်းစူးစမ်းနေတဲ့လူတစ်ယောက်ပေါ့အချိန်တိုင်းစူးစမ်းတယ်ဘယ်လိုပြောရမလဲအမြဲတမ်းစူးစမ်းခဲ့တယ်ဒီအရာကိုဘာဖြစ်လို့လဲဆိုတော့ဒါကကိုယ့်ရဲ့အိမ်မက်တစ်ခုလိုဖြစ်နေလို့နိုင်ငံခြားသွားဖို့စပြီးတော့ခြေလန်းခဲ့တာဆိုရင်2019စက်တင်ဘာမှာစပြီးတော့ Hotel and Tourism European Food Production ကိုသင်တန်းကိုစပြီးတော့တက်ခဲ့တယ်ကိုယ့်ရဲ့အတီးတယောက်ကကိုယ်လာပြောခဲ့တယ်မင်းနိုင်ငံခြားသွားဖို့အတွက်ကိုငါမင်းကိုလုပ်ပေးမယ်မင်းဒါပေမဲ့ဒီသင်တန်းလေးတော့တက်ရမယ်ဘာမှ experience မရှိဘဲနဲ့နိုင်ငံခြားသွားလို့မရဘူးဆိုပြီးတော့ကိုစပြီးတော့ကိုယ့်ရဲ့အတီးတယောက်ကလာပြီးတော့ပြောခဲ့တယ်အဲ့မှာကိုယ့်ရဲ့ဘယ်လိုပြောရမလဲကိုဘဝအတွက်တလန်းတစ်ခုလိုဖြစ်ပြီးတော့အရင်စူးစမ်းခဲ့တယ်ဒါပေမဲ့ကိုကနိုင်ငံခြားသွားဖို့ plan ရှိတဲ့အတွက်ကို2019လောက်မှာ passport ကိုစပြီးတော့လုပ်ခဲ့တယ် passport စလုပ်ခဲ့တယ်နိုင်ငံခြားသွားဖို့ plan ရှိနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်အဓိကလုပ်ရမယ့်အရာ passport နံပါတ်1အနေနဲ့ passport ကိုရှိထားတဲ့တယ် passport ကိုရအောင်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လုပ်ထားဖို့အကြံပြုပါတယ်ကိုကအဲ့ချိန်မှာ passport ရှိခဲ့တယ်ဒါပေမဲ့ကိုက kitchen ပိုင်းနဲ့အဆင်မပြေခဲ့ဘူးkitchen ပိုင်းကိုလုံးဝမလုံနိုင်တဲ့အပိုင်းဖြစ်နေတဲ့အတွက်ကိုအတွက်ကတော့အဆင်မပြေဘူးမပြေတဲ့အတွက်ကိုတခြားပိုင်းကိုပြောင်းမယ်ပေါ့ဆိုပြီးတော့စဉ်းစားခဲ့တယ်ဒါပေမဲ့လည်း kitchen ပိုင်းနဲ့လည်းနောက်ဆုံးဖြတ်ထားတာငါ kitchen ပိုင်းနဲ့လည်းရရင်သွားမယ်ဆိုပြီးတော့ interview တစ်ခါဖြေခဲ့တယ်ဖြေခဲ့တော့ကိုကပြောရမယ်ဆိုရင်အင်္ဂလိပ်စာရမ်း weak ဖြစ်တယ်mindset တောင်မှကောင်းမွန်မပြောတတ်တဲ့အခြေအနေပေါ့ကိုဒီလိုမျိုးအခု Oliver လုပ်ဒီလိုမျိုးကို knowledge ပေးမယ်လို့ကိုအဲ့ဒီအချိန်မှာကို like တွန်တင်ဆုံးပါပေးမယ်လို့နင်ပါကြည့်နင်ကို interview မှာဗာမေးနိုင်တယ်ဆိုတော့မေးခွန်းတွေအတွက်ကိုမှမရခဲ့ဘူးပြောရမယ်ဆိုရင်အင်္ဂလိပ်စကားကြီးကငါအင်္ဂလိပ်စကားသင်မယ်အင်္ဂလိပ် speaking သွားမယ်English A ရပြီသွားမယ်သွားတော့ကိုမှဘယ်လိုပြောရမလဲစကားတင်တယ်လို့မတတ်ဘူးလေအခုလေ့လာတယ် grammar တွေသူတို့တင်တယ် speaking မှာ grammar တွေတင်တယ် OR တွေတင်တယ် DR တွေတင်တယ်တင်တဲ့အပိုင်းနဲ့ကို interview ဖြေမဲ့အပိုင်းနဲ့ကလုံးဝ different ဖြစ်နေတယ်အဲ့ဒီတော့မှ interview က fail ခဲ့တယ်တခါ okayငါမှစူးစမ်းပိုင်ခွင့်ရှိသေးတယ်ငါစူးစမ်းအောင်မယ်ဆိုပြီးတော့စပြီးတော့ပြန်စူးစမ်းဖို့အတွက်ကို interview တစ်ခါ fail တဲ့အတွက်ကိုနောက်တစ်ခါငါစူးစမ်းမယ်ဆိုပြီးတော့လုပ်ခဲ့တယ်2019တင်တန်းဆင်းပြီးတော့ဘာဖြစ်လဲဆိုတော့ကိုဗစ်ဝင်သွားတယ်ကိုဗစ်ဝင်သွားတော့ international flight တွေအကုန်လုံးပိတ်သွားပြီဆိုပြီးတော့သတင်းကြားတယ်အဲ့ဒီချိန်မှာပဲကိုယ့်ရဲ့ရည်မှန်းချက်ကပြတ်ကွယ်လို့နှီးပါဖြစ်သွားတယ်ဒီမှာဒါပေမဲ့ကိုက okay အားဆိုရင်ငါဒီတိုင်းနေလို့လည်းအဆင်မပြေတော့ဘူးမြန်မာနိုင်ငံမှာပဲလုပ်ဝင်တော့မယ်ဆိုပြီးတော့အလုပ်ဝင်ခဲ့တယ်2021ခုနှစ်မှာနှစ်ကုန်ကန်ဒီလောက်မှာ maybe November လောက်မှာပြန်ပြီးတော့တင်တန်းတစ်ခုကို join ခဲ့တယ်အဲ့ဒီတင်တန်းကဆရာလာဦးရဲ့ training group မှာပြန်ပြီးတော့တင်တန်းပြန်တက်ခဲ့တယ်ဆရာနဲ့အခုချိန်ထိဆရာကိုအရန်ကျေးဇူးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူပေးခဲ့တဲ့ knowledge တွေအကြောင်းမို့လို့အခုလိုဒီနိုင်ငံသားမှာဒီလိုအခြေအနေမျိုးရောက်လာတာဖြစ်တဲ့တော့ဆရာတင်တဲ့မှာဘယ်လိုတွေကြော်ဖြတ်ခဲ့လဲဘယ်လိုတွေစူးစမ်းခဲ့လဲဘယ်လောက်တောင်စူးစမ်းခဲ့ရလဲဆိုတာကိုပြန်ပြီးတော့ဒုတိယပိုင်းအနေနဲ့တင်ဆက်ပေးမယ်။အဲ့အတွက်အားလုံးပဲစောင့်ကြည့်ပေးကြဖို့စောင့်ကြည့်ပေးကြမယ်လို့ပြောရပါတယ်